ဖြစ်သွားပြီမင်းလေးကတော့တိတ်နေရမှမရှိဟိုဝေးဆုံးရကအရင်နေရတော့ရောက်တော့လေကိုမြင်တာတွေဟာအမတ်တရားတွေကြီးမင်းနဲ့ကိုရဲ့အကြောင်းအရာတစ်ချိန်ကဖြစ်ပျက်တွေမင်းလေးမမီမလားတော့တေချာမသိဒီနေ့မှမင်းမရသူရဲ့နေကိုခဏလေးတွေ့ခဲ့လေဒီရမနဲ့ဟာအခုထိရှိနေစေချစ်တဲ့ပြောခြင်းပဲမင်းမချနိုင်ပဲကိန်းထားမယ်အရာရာအလုံးကိုဒီရင်ထဲမှာအချစ်စစ်မှန်ရင်ဘာကြောင့်လမ်းကြောင်းမဖြူရလဲဒီနေ့တစ်ချိန်မှမင်းလေးနဲ့တွေ့တဲ့ကြောင့်ဖွဲ့နွယ်လို့ရေးထားတဲ့စာအုပ်ကလေးခုဆိုသုံးအောင်မြောက်တော့ရောက်လို့နေပါပြီကြောင်းလဲသွားတဲ့မင်းတယောက်ကိုပြန်ပြီးတွေ့ခဲ့ရင်ကိုသေးပြောပါပြီချစ်သူရဲ့မင်းနဲ့ကိုရဲ့အကြောင်းတစ်ချိန်ကအဖြစ်ပြက်တွေမင်းလေးမမီမလားတော့တေချာမသိဒီနေ့မှမင်းမရသူရဲ့နေကိုခဏလေးတွေ့ခဲ့လေဒီမနဲ့ဟာအခုထိရှိနေတယ်စစ်တဲ့ပြောခြင်းပဲမမချနိုင်ပဲတိတ်ထားမယ်ရာရာအလုံးကိုကြည်ရင်တဲ့မှာချစ်စစ်မှန်ရင်ဘာကြောင့်လဲတော့မဖြူရလဲဒီနေ့တစ်ချိန်မှမင်းလေးနဲ့တွေ့ခြင်းတဲ့ချစ်တဲ့ပြောခြင်းပဲမမချနိုင်ပဲတိတ်ထားမယ်ရာရာအလုံးကိုကြည်ရင်တဲ့မှာအချစ်စစ်မှန်ရင်ဘာကြောင့်လဲကြောင့်မဖြူရလဲဒီနေ့တစ်ချိန်